ဘယင်မင်းမြတ်သည်ဂေါတမဖျားရှင်အားအယိုသေးပေးပြီးနောက်ဖျားရှင်ကသူ့အားပရိစ္ဆေသမုပ္ပါတရားတော်ကိုဟောကြားသင်ပြခဲ့လေသည်ယင်းနောက်မြတ်စွာဘုရားရှင်ကမြို့တော်တွင်9ရက်ကြာသတင်းသုံးနေထိုင်တော်မူမည်ကိုသဘောတူလက်ခံလေသည်မြတ်ဗုဒ္ဓဘုရားရှင်၏သာသနာအားသက်ဝင်ယုံကြည်သောဆန္ဒသူရိယဘုရင်သည်မြတ်ဗုဒ္ဓပြန်မကြွချီမီဗုဒ္ဓဘုရားရှင်၏ကိုယ်ပွားရုပ်ဆင်းသူတော်ကိုထားရှိကိုးကွယ်ခွင့်ပြုပါရန်လျှောက်ထားလေသည်မြတ်ဗုဒ္ဓကလူနှင့်မြမတရားဝါများပူဇော်ကိုးကွယ်စေခြင်းကဗုဒ္ဓဘုရားရှင်၏ရုပ်ဆင်းသူတော်ကိုသွန်းလို့ရန်သဘောတူခဲ့လေသည်ထို့နောက်နန်းတော်ရာ၏အရှိမြောက်ဖက်သီရိဂုတ္တကုန်းတော်ပေါ်တွင်ဆင်းသူတော်သွန်းလို့ရန်ကောင်းငင်ဘုံဘိတုကပညာရှင်နတ်များ၏ဘုရင်တရားမင်းသန္ဓသူရိယမင်းကြီးအပါအဝင်တိုင်းသူပြည်သားတို့ကရွှေငွေရတနာတို့ကိုကြိုချက်၍ဘုရားရှင်၏ရှေ့တော်မှောက်တွင်ဉာဏ်တော်9တောင်2မိုင်2သစ်ရှိသောမဟာမုနိရုပ်ပွားတော်ကိုအောင်မြင်စွာသုံးလုပ်ပြီးနောက်ရုပ်ဆင်းသူတော်အတွင်းပိုင်းသို့ဂေါတမမြတ်ဗုဒ္ဓ၏ရင်ငွေတော်တက်ထည့်လိုက်သောအခါဂေါတမမြတ်ဗုဒ္ဓနှစ်ဆူရှိလာတဲ့ကဲ့သို့ဖြစ်ပေါ်လာလေသည်အံ့ဩကြည်ညိုစရာကောင်းလာသောလက္ခဏာရပ်များပေါ်ထွက်လာကမဟာပထဝီမြေကြီးတုန်လှုပ်လာပြီးရုပ်ဆင်းသူတော်သည်တဖြည်းဖြည်းအသက်ရှိလာတဲ့ကဲ့သို့သူ၏နောင်တော်ဂေါတမမြတ်ဗုဒ္ဓအားကြိုးဆိုသည့်အနေထားဖြင့်မတ်တက်ထရက်လေသည်ထို့နောက်ဘုရားရှင်ကဤရုပ်ပွားတော်မြတ်သည်ငါဘုရားပြိဋိနိဗ္ဗာန်ပြုပြီးနောက်နှစ်ပေါင်း9000တိုင်အောင်တည်တံ့လိမ့်မည်ဟုမိန့်ကြားတော်မူခဲ့ပါသည်